ဆရာတော့ဖြစ်လိမ့်မယ်ထင်တယ်နန်းတော်ရှိကဆရာတင်ငိုလုံးမြေတေးမချင်းနဲ့ကွယ်ရည်သူလို့ဖြင့်ကျမတို့ဆိုမဲ့တေးကြရပန်းတကနဲ့နန်းတော်ရှိကဆရာတင်ငိုလုံးမြေတေးမချင်းနဲ့ကွယ်ဆိုမဲ့တေးကြရပန်းတကနဲ့ဆရာတင်သူရဲ့အလွန်အတော်နဲ့အငိမ့်ငန်းတွေဆုံးနေတကယ်ကိုခုများရှိရင်မုံလက်ကောက်ကိုထညရဲ့ဆောင်လို့တစ်ဖက်ရဲ့ချမ်းနဲ့ဦးကြီးတို့အတွက်တထေဝါဒကိုတော်လှန်တဲ့တင်းစက်ခါရေးလိမ့်မယ်နန်းတော်ရှိကဆရာတင်ရဲ့တွေးပြီးတိုင်းလဲမြေလဲဝဲကျမတို့ကအောင်မေပါလာတယ်ဟိုတနေ့ကမြို့မှာညကိုတွေရဲ့တီးကြမှုတ်ကြဆိုကြလေတော့ဟဲ့တငယ်ချင်းညီညွတ်ရေးနဲ့အသက်ရှည်ရှည်ခင်ခင်မင်းမင်းလက်ရည်တပြင်းလေးရှင်းရတော့ပိုချစ်ကြတယ်ရှိကဆရာတင်ငိုလုံးမြေတေးမချင်းနဲ့ကွယ်ရည်သူလို့ဖြင့်ကျမတို့ဆိုမဲ့တေးကြရပန်းတကနဲ့ဆရာတင်သူရဲ့အလုံးအတော်နဲ့အငိမ့်ငန်းတွေဆုံးနေတကယ်ကိုခုများရှိရင်မုံလက်ကောက်ကိုထညရဲ့ဆောင်လို့လက်ဖက်ရည်ကြောင်းနဲ့ဦးကြီးတို့အတွက်သခေဝါဒကိုတော်လှန်တဲ့တင်းစက်ခါရေးလိမ့်မယ်နန်းတော်ရှိကဆရာတင်ရဲ့တွေးပြီးတိုင်းလဲမြေလဲဝဲကျမတို့ကအောင်မေပါလာတယ်ဟိုတနေ့ကမြို့မှာညကိုတွေရဲ့တီးကြမှုတ်ကြဆိုကြလေတော့ဟဲ့တငယ်ချင်းညီညွတ်ရေးနဲ့အသက်ရှည်ရှည်ခင်ခင်မင်းမင်းလက်ရည်တပြင်းလေးရှင်းရတော့ပိုချစ်ကြတယ်မမြရင်တို့ဆရာရဲ့လေးပါတီတို့ဆရာရဲ့ခေကြီးကိုလည်းဖက်ဖက်ကကြိုတင်ကြည့်တတ်တယ်အိုးမမြရင်တို့ဆရာရဲ့လေးပါတီတို့ဆရာရဲ့ခေကြီးကိုလည်းဖက်ဖက်ကကြိုတင်ကြည့်တတ်တယ်ဒီမလေးမမြင်ဘူးမတွေ့ဘူးမကြုံဘူးပဲမဲ့တယောက်ကလေးစားကြောင်းကိုစကားစမ်းပြီးတိုင်းအမြဲတမ်းဖွင့်ပြောတယ်မမြင်ဘူးမတွေ့ဘူးမကြုံဘူးပဲမဲ့တယောက်ကလေးစားကြောင်းကိုစကားစမ်းပြီးတိုင်းအမြဲတမ်းဖွင့်ပြောတယ်ဟဲ့တငယ်ချင်းရဲ့ညွှန်ရေးနဲ့အသက်ရှည်ရှည်ခင်ခင်
ဆရာတင်ရဲ့တွေ့ပြီးတိုင်းလဲမြင်ရင်လဲဒီသချင်းကိုဆိုနေရင်လဲအောင်မေးတယ်မြို့မရဲ့တကယ်တရိရတယ်